ဒီနေ့တော့ Scania မှာရှိတဲ့ Scania bus မှာရှိတဲ့ gear လေးရဲ့အကြောင်းပြောပြပေးမှာဖြစ်ပါတယ်ဒီ gear လေးရဲ့အလုပ်လုပ်ပုံကတော့ဒီမှာထုံးစံတိုင်းပဲဒီမှာ normal ပေါ့ normal ဆိုရင်ဒါ free ထားတာစလုံးပြီးတော့ကိုကရှေ့ကိုသွားမယ်ဆိုရင်ဒါလေးကိုဖိလိုက်ပါဖိပြီးတော့ရှေ့ကိုပုံးလိုက်ပါဒါဆိုတော့ဒီကိုဝင်သွားရတဲ့ရှေ့ကိုသွားတာပါဒါ driver right ဆိုတော့ဒီဆိုတော့ရှေ့ကိုသွားတာအကယ်၍ကိုက bus ဆုံးမှာမျိုးဆိုရင် normal ကနေပြီးတော့ဖိပြီးတော့နောက်ကိုသွားတာဒါက back ကိုသွားတာနောက်မဆုတ်တာပါဒီကောင်လေးကိုအများနဲ့သုံးတဲ့ကောင်မှာဒီလိုဖိပြီးတော့ရွှေ့ပေါင်းလိုက်ပါဒီတိုင်းရွှေ့လိုက်ရတယ်ဒီတိုင်းရွှေ့လို့ရှိရင်သူကြော်သွားတယ်ကြော်ရတယ်ဆို system ကြော်သွားတာsystem ကြော်တာကြတော့ဒီလိုမျိုးဆိုလို့ရှိရင် CD လာကြီးကုန်တယ်စီပိုစားတယ်အဲ့ဒါတော့ဒါမျိုးဒီကောင်ဖိပြီးတော့မှရွှေ့ပါပြန်ပြုတ်တဲ့ကောင်မှာလည်းဖိပြီးတော့မှထုတ်ပါဒီမှာမြင်နေရတဲ့တင်ကေတာတွေကဘာလို့ပြောရလဲဆိုတော့ကျွန်တော်တို့ကမ်းပေါင်းသွားတယ်မောင်းနေတဲ့အချိန်မှာကျွန်တော်တို့ရက်ချင်တယ်ဗရိနေရလို့ရှိရင်အဲ့ကားရဲ့အချိန်ကတားမြန်နေတဲ့အချိန်မှာဗရိနင်းလို့မမိမှာဆိုလို့ဒီကောင်လေးကို reader လို့ခေါ်တယ်အောက်ကိုတစ်ချက်ချလိုက်မယ်ဗရိနေလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကားအချိန်ကိုတက်ပြီးသားဖြစ်တယ်ဒါကြီးကအဓိကတော့ကားရဲ့အချိန်ကိုတက်တာဒါတစ်ချက်တည်းမဟုတ်ဘူးနှစ်ချက်သုံးချက်အဆင်ပြေလို့ချလို့ရကိုသွားတဲ့မောင်းတဲ့အချိန်ပေါ်မှာကြည့်ပြီးချလို့ရပြန်မောင်းကန်နေကြရင်အပေါ်ကိုခုနချပြီးသားတွေကိုအပေါ်ပြန်တင်ဖို့လို့လုံးဝဆိုလို့ရှိရင်ဒီတိုင်းချပြီးမောင်းရင်မသွားဘူးမို့သွားတယ်ဒါပေမဲ့ကားရဲ့အင်ဂျင်ချုပ်ထားတာဖြစ်တဲ့အတွက်စီပိုစားတယ်ပြီးရင်တော့ဒီဘောကခလုတ်လေးကြောင့်ရှင်းပြမယ်ဒီမှာဟိုက A နဲ့ M နဲ့ပြတာ A ဆိုတာတော့ auto နဲ့သွားနေရနေပြီးကိုတွေကဘုံတက်ပြဂုံချင်းပြကားရဲ့ရှင်ကိုထိန်းလို့ရအောင် manual နဲ့သွားကြည့်တယ်ဒီခလုတ်လေးတစ်ချက်နဲ့အဲ့ဆိုရင် manual ဖြစ်သွားမယ်အဲ့ဒီမှာ manual ဖြစ်သွားလို့ရှိရင် तू ကဥမာသဘောတူရdashboard ပေါ်မှာကိုက number 2 number 3 gear လောက်နဲ့သွားနေဆိုရင် number 3လို့ပြမယ် A3 လို့ပြမယ်အဲ့ဒါဆိုရင် auto 3နဲ့ပြမယ်အဲ့ဒါကိုအပေါ်ဆွဲတင်လိုက်အဲ့ manual ဖြစ်သွားတော့ M3 လို့ပြမှာနော်အဲ့ဒါအပေါ်ဆွဲတင်လိုက်ရင်4 number 4ရောက်ပါမယ် number 4 gear နဲ့သွားမယ်ထပ်တင်မယ်နောက်တစ်ချက် number 5 gear ရောက်အကယ်ချချင်တယ်ဆိုလည်းအဲ့လိုပဲ number 5နဲ့ number 4ကိုချချင်တယ်ဆိုဒါကိုဖိချလိုက်အောက်တစ်ချက်အဲ့5ကနေ4နောက်တစ်ချက်ဖိချရင်4ကနေ3အကယ်ကိုက manual မလို့ကျွန်တော် auto နဲ့ပြန်သွားမယ်မေးပြန်သွားပြီဒီကလုတ်ပဲနောက်တစ်ချက်ပြန်နေလိုက်အဲ့ဒါ auto ပြန်ပြောင်းသွားပြီ အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပိုင်းဗီဒီယိုတွေမှာ bus နဲ့ပတ်သက်ပြီးဘလို့အကြောင်းမျိုးကိုထပ်သိချင်ပါသေးလဲကို comment မှာရေးသွားပေးပါအားပေးကြည့်ရှုသူတယောက်ခင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတာ